အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ရသဆောင် audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမကျူရေးသားတဲ့ပင်လယ်နှစ်တူသောမိန်းမများဝိထုရှည်လေးကိုအခန်းဆက်များနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ပင်လယ်နှစ်တူသောမိန်းမများအပိုင်း1ရှေ့တက်တဲ့တွင်ကမ်းမပြက်ကြီးနှင့်အောက်ဘက်မှမြစ်ပြင်ကျယ်ကြီးကိုရုံကလေးမြင်တွေ့လိုက်ရသောအခါကစုံဆိုင်လာသောမြင်းသည်ကျွန်တော်ဇက်ကျိုးဆွဲထိတ်เสียမလိုပဲတုတ်ခနဲရက်သွား၏ကျွန်တော်ဇက်ကျိုးကိုလက်မှကင်ထားလျက်ကမြင်းပေါ်မှခုန်ဆင်းလိုက်သည့်အခါစိတ်ပြေသေးဟန်မတူသည့်မြင်းကတစ်ချက်ဟီလိုက်သည်ကျွန်တော်ပြုံးလျက်တစ်ချက်ချလိုက်မိကမြင်း၏လေဆံမွေးများကိုခပ်ဖွားဖွားပွတ်သက်ချော့မော့လိုက်ပါသည်မြင်း၏ကိုယ်ခန္ဓာကအလိုမကျသလိုစက်ခနဲတုံသွားသေးတော်လဲတဖြည်းဖြည်းပျော့ပြောင်းငြိမ်သက်သွားသည်မော်တော်မမီမှာစိုးလို့ပါမွန်းနှက်ရဲ့နော်မြင်း၏နားမှကပ်၍တိုးတိုးကလေးချော့လိုက်သည့်အခါမြင်းကတပ်ပြင်းတစ်ချက်မုတ်ထုတ်ကကျေနပ်သွားသည်ကျွန်တော်သူ့ကိုတစ်ချက်ဖွားဖွားပုတ်လိုက်ပြီးမှဇက်ကျိုးကိုမှန်ထောင်ပေါ်သို့ဖြစ်တင်လိုက်ပြီးမြင်းလဲအနီးမှထွက်ခွာခဲ့သည်အနီးအနားမှာမော်တော်ကြိုမြင်းလဲများနေရာခပ်ကျဲကျဲ၌တွေ့နေရပြီမော်တော်ဆိုင်ရန်အချိန်နီးပြီဟုထင်၏မြင်းလဲသမားများဟိုတစုဒီတစုထိုင်သူထိုင်မတ်တက်ရက်သူရက်ဖြင့်စကားပြောဆိုရီမောနေကြသည်ကျွန်တော်ကိုနှုတ်ဆက်မိသူတယောက်မျှမရှိတကယ်တော့သူတို့ထဲမှတယောက်ကိုမျှကျွန်တော်ကလည်းမသိပါကျွန်တော်သည်သူတို့အတွက်သစိမ်းတယောက်သာဖြစ်သည်အင်းလေတကယ်တမ်းပြောရမည်ဆိုရင်တော့ကျွန်တော်သည်ကုန်းဆောင်မြို့ကလေးအတွက်လည်းသစိမ်းသက်သက်သာဖြစ်ခဲ့ပါသည်ကျွန်တော်သည်မြင်းလဲများနှင့်ဝေးရာမြစ်ပြင်နှင့်နီးရာကမ်းပါးဆောက်၏အစွန်အဖျားအထိတဖြည်းဖြည်းလမ်းလျှောက်လာခဲ့သည်မျက်စိတစုံကျယ်ပြန့်လာသောအေယာဝတီမြစ်ပြင်ကြီးသည်လှိုင်းလေကင်းစင်၍ငြိမ်သက်စွာပြန့်ပြူနေ၏အရှေ့ဘက်ကမ်းပါးစီမှာမုံပြက်ပြအစိမ်းရောင်တန်းများကိုမြင်ရသည်မြစ်ပြင်တွင်လေငယ်များလေကြီးများဖြည်းညင်းစွာရွှေ့လျားနေကြသည်မြစ်ပြင်စီမှဖြတ်တန်းလာသောနက်နက်ခင်းလေသည်လက်ဆက်အေးမြကချူမြိန်လာ၏ကျွန်တော်လေကိုအားရပါးရရှူရှိုက်လိုက်သည်ကျွန်တော်ခုနှစ်သားအရွယ်မှာကျွန်တော်ဘဝ၌အချစ်ခင်အတွေ့အတာရဆုံးအရာမှာအေယာဝတီမြစ်ဖြစ်သည်ကျွန်တော်အသက်16နှစ်သားအရွယ်မှာကြတော့ကျွန်တော်ဘဝ၌အမျက်နိုးဆုံးလူမှာမမအိမ်ဆိုးမိဖြစ်သည်ယခုအချိန်မှာကျွန်တော်ဘဝ၌အတွေ့အတာဆုံးအလိုအပ်ဆုံးအရာဘာလဲဟုမေးလာရင်ကျွန်တော်အဖြေရခတ်ပါလိမ့်မည်ကျွန်တော်သည်ယခုအခါငယ်စဉ်ကလေးဘဝတုန်းကလိုအေယာဝတီကိုချစ်ခင်တွေ့တာတုံးလားဟုမေးလျင်မဟုတ်ပါဟုယူသားစွာဖြေမိမည်ယခုအခါအေယာဝတီမရှိသောနေရာမှာသွားရောက်အသက်ရှင်ရမည်ဆိုရင်လည်းအနည်းငယ်လွမ်းဆွစွာနာခံမိမည်ကလေးဘဝတုန်းကလိုဟောသည့်အေယာဝတီမြစ်ကြီးတစ်ခုလုံးငါတယောက်တည်းပိုင်ချင်လိုက်တာဟုသည့်မနာလို
ဝင်တူစိတ်မျိုးဖြင့်လောဘတကြီးစွဲလန်းတွေ့တာမိသလောက်ယခုအခါမတွေ့တာမိတော့တာအမှန်ပဲဖြစ်သည်ဒါဖြင့်လေတွေလားမော်တော်တွေလားကျွန်တော်ချစ်သည့်အရာမှာမော်တော်တွေဖြစ်သည်ဟူသောမားယွန်းသည့်ကောက်ချက်မျိုးဖြင့်မော်တော်တစ်စင်းပိုင်ဆိုင်ဖို့နှစ်ပေါင်း20နီးပါးကြိုးစားရုန်းကန်ခဲ့ရ၏ယခုတော့ကျွန်တော်မှာမော်တော်3စင်းပိုင်ဆိုင်လျက်ရှိပြီကျွန်တော်ပျော်ရွှင်ခဲ့ပါသလားအမှန်အတိုင်းဖြေရလျင်ကျွန်တော်မပျော်ပါကျွန်တော်တွေ့တာသည်ဟုထင်ရသောအရာတွေထဲမှာအိမ်ဆိုသည့်အရာမပါခဲ့ဘူးသည်မို့ကျွန်တော်မှာယခုအချိန်အထိအိမ်ဆိုတာမရှိခဲ့မမအိမ်ဆိုမီညနိုးသည့်စပါးခင်းလယ်ကွက်များကိုကျွန်တော်မချစ်ခဲ့မမအိမ်ဆိုမီချစ်သည့်အယူဝါဒတစ်ခုကိုကျွန်တော်မချစ်ခဲ့ဘာကိုမှကျွန်တော်မမတ်မောခဲ့ဒါဖြင့်မောင်ဘာလို့အသက်ရှင်နေသေးတာလဲကွယ်မမအိမ်ဆိုးမေကမျက်မှောင်မချီတချီဖြင့်မဲ့မဲ့လေးပြုံးကကျွန်တော်ကိုမေးခဲ့ဘူးသည်ကျွန်တော်ကမမအိမ်ဆိုးမေ၏သပင်ဖျားကလေးကိုစုပ်ထွေးကနမ်းရှိုက်လျက်မမအသက်ရှင်နေသမျှကျွန်တော်အသက်ရှင်နေရမှာပဲပေါ့မမရဲ့မမအတွက်လေဟုတတ်မှတ်ရင်မိုးစွာဖြေခဲ့ပူပါသည်အဲ့ဒီအဖြေဟာအမှန်ပဲလားဟိုတုန်းကတော့ကျွန်တော်သည်ယုံကြည်စွာပင်ဖြေခဲ့ခြင်းဖြစ်၏ယခုအခါမှာတော့ဤအဖြေသည်လိမ်ညာမှုတစ်ခုဖြစ်ခဲ့ရပြီဤအဖြေကိုပြန်တွေးမိတိုင်းမလုံမလဲရှက်ရွံ့စွာမမကိုတောင်းပန်ကြေကွဲမိသည်ဒါဖြင့်အခုမင်းပါလို့အသက်ရှင်နေတာလဲဟုဤမေးခွန်းကိုမမကိုစားတစ်စုံတစ်ယောက်ကမေးလာမှာကိုကျွန်တော်ကြောက်သည်ကျွန်တော်ဖြေရမည်မည်သည့်အဖြေကားမျှကျွန်တော်ကိုသစ္စာရှိမှာမဟုတ်သည်ကိုကျွန်တော်ကြိုသိနေသည်သမီးနဲ့သားအတွက်အသက်ရှင်နေတာပါဆိုလျှင်အလွန်လှပသည့်အဖြေတစ်ခုဖြစ်သည်မှာကျွန်တော်သိသားပဲသို့တော့ဤသို့ကျွန်တော်မဖြေရဲပါတစ်စုံတစ်ယောက်ကဟားတိုက်ရီမောလောင်ပြောင်လိုက်မှာစိုးရိမ်မိသောကြောင့်ဖြစ်သည်ကျွန်တော်ခြေပြားအောက်ကကမ်းပါစွန်းကလေးသည်ရုတ်တရက်ပဲ့ကြွေကာမြေဆိုင်မြေခဲများအောက်ဖက်မြစ်ပြင်သို့ဖွာကနေကျဆင်းသွား၏ထိုမြေဆိုင်မြေခဲကလေးများနေရာတွင်ကျွန်တော်ရောက်သွားမည်ဆိုရင်လည်းတိတ်တော့ဝမ်းနည်းစရာကောင်းမှာမဟုတ်ပါလောကမှာကျွန်တော်ကိုလိုအပ်သည့်လူမည်သူမျှရှိမနေတာကျွန်တော်သိထားနေသည်ကိုကိုလိုအပ်တွေ့တာသည့်လူသားမရှိကိုခလိုအပ်တွေ့တာသည့်လူသားမရှိဘလောက်ရိုးစင်းပြီးညီးငွေ့စရာကောင်းလိုက်ပါသလဲကျွန်တော်ကလိုအပ်တွေ့တာသည့်လူသားမရှိဟုပြောလိုက်လင်လေသမီးနဲ့သားကတော့ဝမ်းနည်းမိမည်မဟုတ်ကျွန်တော်ကသာဝမ်းနည်းရမည်ဖြစ်သည်သမီးကိုရောသားကိုရောကျွန်တော်မလိုအပ်ပါဘူးမညှိတွယ်ပါဘူးဟုသောအသိစိတ်ဓာတ်ကျွန်တော်စီမှာစွဲထင်မမိသွားစေဖို့ကျွန်တော်နှစ်ပေါင်းများစွာရည်ရွတ်ကြက်မှတ်ခဲ့ရပါသည်ကျွန်တော်နားထဲတွင်အမြဲရင်းနှီးနေကြအတန်တစ်ခုခဝေးဝေးစီမှရောက်လာသည့်လေထုထဲမှမပီမတပါလာသည်မော်တော်ဆက်တန်ကျွန်တော်နားများသည်ညစ်ရည်စီးတန်ရေလိုင်းပုတ်တန်လှော်တက်တန်ရွက်ကိုလေတိုးတန်
စသည့်အတန်တက်တဲ့များကိုပင်ခပ်လှမ်းလှမ်းမှခွဲခြားကြားနိုင်စွမ်းရှိသည်ဖြစ်ရာယခုလိုမော်တော်စက်သံမျိုးကိုတော့အဝေးမှကလေးကကြားသိခွဲခြားနိုင်ပါသည်မော်တော်သည်မမြင်ရသေးသည့်တောင်ဘက်ကမ်းပါးကွေ့၏ဟိုတစ်ဖက်မှာသာရှိဦးမည်သို့သော်သူ့အသံကိုကြားနေရပြီဤမော်တော်ဖြင့်သမီးနှစ်သားပါလာမည်ယနေ့ပါနှစ်ဆိုလျှင်သမီးနှစ်သားကိုကျွန်တော်သံကိုင်းမော်တော်စိတ်မှာလာကြိုရတာ3 ရက်ရှိပြီပထမနေ့ကတော့သမီးနှစ်သားထံမှဘာသတင်းမျှပင်မပါလာခဲ့မေမေဒေါ်ငွေအိမ်မမအိမ်ဆိုးမေဤမိခင်ကိုကျွန်တော်မေမေဟုပင်ခေါ်ပါသည်ဤမျော်လင့်ချက်ကလေးကိုမြဲမြဲခိုင်မာသေချာမည့်စကားလေးတစ်ခွန်းတော်မှကျွန်တော်မပြောနိုင်ခဲ့မနေ့ကတော့တန်းစီပြီးဆင်းလာသည့်ခရီးသည်များကိုမျော်လင့်တကြီးစောင့်နေစဉ်ခရီးသည်တစ်ဦးကကျွန်တော်နာမည်ကိုလမ်းအော်စုံစမ်းပြီးသမီးတို့နောက်တစ်နေ့လာမည့်အကြောင်းသတင်းပေးသည်မေမေဒေါ်ငွေအိမ်ဤမျော်လင့်သောမျက်နှာမှာပြုံးရွှင်သွားလိမ့်မည်ဟုသောအတွေးဖြင့်ကျွန်တော်စိတ်သက်သာရာရသွားခဲ့ပါသည်ယနေ့တော့သမီးနှစ်သားရောက်လာတော့မည်သမီးနှစ်သားကိုကျွန်တော်မြင်ရတော့မည်နေ့တော်တော်ကြာကွဲကွာခဲ့သောတားဖားတို့ဤတွေးဆုံခန်းသည်ကြည်နူးသာယာမှုမှရှိပါမလားကြေကွဲစရာတွေများဖြစ်နေမလားကုန်းဆောင်သို့ကျွန်တော်ရောက်ကလေးကမိမိဆန္ဒဖြင့်ရန်ကုန်သို့တန်ကြိုးရိုက်ပြီးကလေးကဤနေ့ကိုရင်ခုန်စွာကျွန်တော်စောက်ခဲ့ရသည်ကျွန်တော်တို့3 ယောက်စတွေ့ချင်းဘလို့ခံစားကြရလိမ့်မလဲဘယ်သူကကျွန်တော်နဲ့တူပြီးဘယ်သူကမမအိမ်ဆိုးမင်းနဲ့တူမှာလဲသို့မဟုတ်ကျွန်တော်နဲ့ဘယ်သူမှမတူပဲနေမလဲမြစ်ကမ်းပါမော်တော်စိတ်မှာရက်ထားသည့်မြင်းလဲတွေညီလဲမောင်သမားတွေထဲမှာသူတို့2 ယောက်ကကျွန်တော်ကိုရှာတတ်ပါမလားကျွန်တော်ကိုမြင်ချင်းအဖေဟုမှတ်မိပါမလားရုပ်ရှင်တွေထဲကလိုတာအဖတွေတယောက်ကိုတယောက်ပွေ့ဖက်ငွေကြွေးမိကြမှာလားလွန်ခဲ့သော10 နှစ်ကရိုက်ထားသည့်သမီးနှစ်သားဤဓာတ်ပုံကျွန်တော်စီမှာရှိသည်လွန်ခဲ့သည့်3 နှစ်ကမှရိုက်ထားသောသမီးနှစ်သားဤဓာတ်ပုံတွေလည်းမေမေဒေါ်ငွေအိမ်ထံမှာရှိသည်မင်းသမီးနဲ့မင်းသားကိုမင်းမှတ်မိမှာပါဟုမေမေကအပြုံးရိပ်ရိပ်နဲ့ပြော၏တကယ်တော့ဤဓာတ်ပုံတွေမရှိလျင်တောင်သမီးနှစ်သားကိုကျွန်တော်မမှတ်မိစရာမရှိပါရင်သွေးများကိုတစ်ကြိမ်တစ်ခါတွေ့ဖူးထားသောဖခင်တစ်ယောက်သည်နောက်ပိုင်းဘလောက်ကာလကြာမြင့်သည်ဖြစ်စေဘယ်အရွယ်ရောက်နေသည်ဖြစ်စေမိမိကလေးများကိုချက်ချင်းမှတ်မိနေရမည်ဖြစ်သည်ဘာဓာတ်ပုံမှမလိုဖခင်၏နှလုံးသားတွင်သမီးနှစ်သား၏ရုပ်ပုံလွှာများဆွဲထိန်ညှိလျက်နေတော့မည်အလွန်သေချာပါသည်မော်တော်ပေါ်မှာလူဘယ်နှစ်ယောက်ပါလာမှာမို့လဲလူဘယ်နှစ်ယောက်ထဲကနေသမီးတို့ကိုခွဲခြားရွေးချယ်ယူရမှာမို့လဲလူပေါင်း3-40လောက်မှမို့ရန်ကုန်အထက်တန်းလွှာလူငယ်ကလေး2 ဦး၏ဝတ်စားဆင်ရင်မှုအမှုအရာကိုဘလောက်ခက်ခဲခွဲခြားရမှာမို့လဲသူတို့လေးတွေ၏မျက်လုံးနှင့်အပြုံးများလိုရွှင်လန်းတောက်ပသည့်အပြုံးမျိုးဘယ်ကလေးတွေထံမှစင်တူတွေ့နိုင်မှာမို့လဲသူတို့ကိုတော့ကျွန်တော်ချက်ချင်းသိမှာပါသူတို့ကကျွန်တော်ကိုသိပါမလားကျွန်တော်ဝမ်းနည်းအားငယ်စွာပြုံးလိုက်မိသည်မော်တော်ကိုမြင်ရပြီးမော်တော်စိတ်မှလူများရုတ်ရုတ်သဲဖြစ်လာသည်စိမ့်ပြာရောင်ဆေးတုပ်ထားသည့်မော်တော်သည်ဥချွန်ချွန်ရှိလျားကာပေပိုင်းနည်းနည်းတူပြက်၏
လိုင်းများကိုခွဲလျက်ဤဘက်ကမ်းပါစီသို့ဦးတည်ကာပြေးလာနေသောမော်တော်သည်နီးလာသောအခါစက်သံရုတ်တရက်ရပ်သွားသည်မော်တော်သည်တဖြည်းဖြည်းချင်းကမ်းစီသို့နီးကပ်လာ၏မော်တော်ပေါ်မှာအိတ်များထန်လျက်အပိုများထင်းရှူးသေတ္တာများစသည်ဖြင့်ဝန်စီစလယ်များကိုထမ်းပိုးသယ်ဆောင်ဖို့ပြင်ဆင်နေကြသည်မော်တော်နှင့်ကမ်းကပ်မိသောအခါမော်တော်ပေါ်မှအလုပ်သမားတစ်ယောက်ကမ်းပတ်သို့လွှားခနဲခုန်တက်လိုက်ပြီးကုန်းဘောင်ပြင်ပြားကိုဆွဲယူကာတံတားထိုးပေးလိုက်၏တစ်ချက်တည်းသောပြင်းများပေါ်မှပင်ခရီးသည်များတိုးဝှေ့ကာတက်လာကြသည်အားလုံးအလင်လူနေကြဟန်ရှိသည်တချို့ကကုန်းဆောင်မှာခရီးဆုံးပေမယ့်တချို့ကဟိုဘက်ဆက်ချင်ဆက်ရမည်ဖလန်တောသွားရမည့်သူပါချင်ပါမည်ရွာခိုင်သို့မဟုတ်ရှောက်တောအထိသွားရမည့်သူတွေပါချင်ပါမည်ဟောဟိုးမှာအဲ့ဒါကျွန်တော်သားပဲမဟုတ်လားကျွန်တော်ရင်ထဲမှာတိတ်ခနဲတုံရီလှုပ်ရှားကာကမ်းမဆုံးမှာမြင်းမြတ်စွာရက်လျက်ငေးကြည့်နေမိတော့သည်16နှစ်အရွယ်ဆိုတော့သားကိုဒီမြအရွယ်ရောက်နေပြီမထင်ခဲ့ကစားမတ်သောကလေးငယ်လေးအဖြစ်မှယခုလိုလူပြိုပေါက်အရွယ်သားအဖြစ်ပြုံးကနေပြန်တွေ့ရသည့်အခါဖခင်များဘယ်လိုခံစားရမလဲကျွန်တော်ကတော့သားဤညီညိုရောင်စပင်ပြော့ကလေးများကိုယခုပင်ဆွဲဖွားတက်ကာသားကိုဖက်ပွေးမြောက်ချီကစားလိုလားပါပြီသားသည်မြင်းလဲများစီသို့တစ်ချက်ဝိဝဲအကဲခတ်ရင်းမော်တော်ပေါ်မှပြင်ချက်ပေါ်သို့ပေါ့ပါးစွာလမ်းကူးလိုက်သည်ရှက်လက်ရှည်အကွက်ပွပွဂျင်းပေါင်းမီအပြာနုရောင်ကြက်ကြက်သားဤကိုယ်လုံးချစ်ချစ်ကလေးမှာအရက်ရှည်လာသဖြင့်ຫນွယ်ကိုင်းနေဟန်ရှိသည်သားဤမျက်နှာကတော့လွန်ခဲ့သည့်နှစ်ပေါင်း20ကျော်ကကျွန်တော်မျက်နှာမေးရိုးခိုင်ခိုင်မထူမပါမျက်ခုံးလုံးဝန်းပြီးအရေပြားပါးလျသောအောက်နှခမ်းညိုလဲ့ကြည်စင်သောမျက်ဝန်းလျားလျားသားအဲ့ဒါကျွန်တော်သားသည်ပြင်ချက်ပေါ်ရောက်သည့်အခါကြောပိုးအိတ်ကိုနေရာပြင်လွယ်လျက်နောက်ဖက်သို့လှည့်ကာလက်တစ်ဖက်ကမ်းပေးလိုက်၏သားကမ်းလိုက်သောလက်ကိုဆွဲယူလိုက်သည့်ဖြူနုသောလက်ကလေးကိုအလျင်ကျွန်တော်မြင်ရသည်ထိုမှတဆင့်မော်တော်စွန်းရှိသေတ္တာအထမ်းသမားတစ်ယောက်ဘေးမှထိုးထွက်လိုက်သောသမီးလေးမဲနက်ဖြောက်စင်းကာရှည်လျားသည့်ဆံပင်များကြောင့်ငုတ်နေသောသမီး၏မျက်နှာတစ်ချမ်းမှာပျောက်ကွယ်နေ၏ကျွန်တော်မြင်ရသမျှမှာလုံးချုံသောနှာခေါင်းကလေးနှင့်ကော့ပြန်မဲနက်သောမျက်တောင်တို့သာဖြစ်သည်သို့သောဒါသမီးပေါ်မမအိမ်စုမိရဲ့မျက်တောင်တွေကိုသမီးထံမှာကျွန်တော်ပြန်တွေးလိုက်ရပြီမျက်ရည်များကြောင့်ကျွန်တော်မြင်ကွင်းမှသမီးနှင့်သားပုံသဏ္ဍာန်များဝေဝါးသွားသည်မှာခဏလေးသာကြာပါသည်ကျွန်တော်နှလုံးမှတုန်ခါလှုပ်ခတ်မှုကတော့မိနစ်ပေါင်းများစွာပင်ကြာလှသည်သားကလက်တွဲပြီးကမ်းမပေါ်သို့သမီးရောက်လာသောအခါလူအုပ်ကြားမြင်းလဲအုပ်ကြားမှာသူတို့ဟိုဟိုတီတီမျက်လုံးဝိကြည့်သည်သမီးနှင့်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာတစ်ခုခုတိုးတိုးပြောလျက်အသံထွက်ယူမောလိုက်ကြသည်ကျွန်တော်သည်ခပ်လန်းလန်းကမ်းမစွန်းမှာပေကပ်ရက်လျက်သမီးတို့ကိုအားငယ်စွာစောင့်ကြည့်နေမိ၏ကျွန်တော်သူတို့အနားကပ်သွားမှတော့ဖေဖေလာကြိုမည်ဟုသောကျွန်တော်စာအရကျွန်တော်ပဲဟုမှန်းဆသိသွားကြတော့မှာပါကျွန်တော်
သူတို့အနားမသွားလင်ကောသားသည်ကြောပုတ်အိတ်ကိုလွှဲထားလျက်သမီး၏ခီးဆောင်အိတ်အသေးကိုပါသမီးထံမှတောင်းယူလိုက်ပြီးမြင်းလဲသမားများကိုတယောက်ချင်းအကဲခတ်ရှာဖွေလျက်တလန်းချင်းရှောက်သွားသည်ထို့နောက်လူအုပ်မြင်းလဲအုပ်ထဲမှကျွန်တော်ဟုထင်ရမည့်သူတယောက်မျှမတွေ့ဟန်ဖြင့်ပခုံးတွန်းလိုက်ကဟိုဟိုတီတီထပ်မံရှာဖွေကြည့်ပြန်၏ထို့နောက်သား၏အကြည့်သည်ဟိုးဘက်ကန်းစွန်းဘက်မှတယောက်ထီးရက်ကြံနေခဲ့သည့်ကျွန်တော်ထံရောက်လာသည်သား၏မျက်လုံးများကျွန်တော်ကိုကြည့်လိုက်သည်နှင့်တပြိုင်နက်လှုပ်ခတ်နေသောကျွန်တော်ရင်သည်ရုတ်တရက်လိုက်ဟာသွားပြီးနောက်ငြိမ်သက်သွားတော့သည်သားပြုံးလိုက်သောအခါလုံးဝသောအောင်နှံခမ်းကလေးဖြေလျောကာတောက်ပသွား၏သားကကျွန်တော်ကိုသိသွားပြီပေါ့ကျွန်တော်သားကကျွန်တော်ကိုသိသွားပြီမမသားသည်သမီးပခုံးကိုတစ်ချက်ပုတ်လျက်ကျွန်တော်ရှိရာသို့ချိန်ဆသောခြေလမ်းများဖြင့်ခက်မှန်မှန်လျှောက်လာသည်ကျွန်တော်ရှိတွင်ကျွန်တော်သည်တကယ့်ယောက်ျားတစ်ယောက်ကိုတွေ့နေရပါလားကျွန်တော်ဖေဖေမဟုတ်လားယင်ကျွန်တော်သည်သားကနှုတ်ဆက်လိုက်သည့်အခါရုတ်တရက်နှစ်သိမ့်ကျေနပ်လွန်းသောကြောင့်သားအားပြုံးပြဖို့မိသွားသည်သားသည်ကျွန်တော်ကိုတအံ့တအောပြုံးလျက်ကျွန်တော်လက်မောင်းတစ်ဖက်ကိုစုပ်ကိုင်ဖြည့်ညစ်လိုက်၏ဖွားဖွားနေကောင်းရဲ့လားဖေဖေသွက်လက်စွာသားမေးချိန်တွင်သမီးသည်ရှက်ရွံ့သောအပြုံးကလေးဖြစ်သာသား၏နောက်ွယ်မှခပ်ကွယ်ကွယ်ရပ်နေလေသည်ကောင်းလာတယ်တော့မဟုတ်ဘူးပေါ့သားရဲ့ပေးသားတို့အိတ်တွေဖေဖေတဲခဲမည်ဟုသောစကားကိုပြောမိကြံရွယ်လျက်ရုတ်တရက်ပါးစပ်မှမထွက်ရဲပဲရှိုးတိုးရှမ်းတမ်းဖြစ်ကာရပ်ပစ်လိုက်ရ၏ရတယ်ဖေဖေကျွန်တော်နိုင်ပါတယ်သားသည်ကျွန်တော်အားရင်းနှီးစွာခြေဆုံးခေါင်းဆုံးကြည့်၏သားထံမှဒီမြရင်းနှီးချစ်ခင်မှုကိုရမည်ဟုမမျှော်လင့်ရဲသောကြောင့်ယခုလိုသား၏တွေ့တာမှုကိုရလိုက်သောအခါကျွန်တော်ငိုချင်စွာပင်ပျော်ရွှင်သွားမိပါသည်ကြည်စမ်းဖေဖေပုံစံကအပြန်စားပဲဗျာကျွန်တော်ကဓာတ်ထပ်ဖေဖေအသက်ကြီးနေမယ်ထင်ခဲ့တာဟာဖေဖေကသိမ့်မိရပဲနော်မမသမီးကကျွန်တော်ကိုမျက်လွှာပင်ကြည့်၍ပြုံးကာခေါင်းညိတ်သည်သားနှင့်သမီးထိုင်ဖို့မွေးရာခင်းထုထုကိုမြင်းလဲပေါ်မှခင်း၍အပေါ်မှချီဆောင်တစ်ထည်ကိုခောက်ခင်းထားပါသည်ကုန်းဆောင်နှင့်တန်ကိုင်းအကြားကလမ်းသည်လမ်းခင်းသည့်ကျောက်တုံးကြီးများပင်အစီအရီပေါ်နေလောက်အောင်ဟောင်းနွမ်းပြီးဂျိုက်ခွက်များများပြားစွာအိုဟောင်းနေသည့်လမ်းဖြစ်သောကြောင့်မြင်းလဲနှင့်ခရီးသွားရတာအလွန်ကြမ်းတမ်းလှသည်ကျောက်တုံးများပေါ်မှမီးဖြတ်နေနိုင်မြင်းလဲအိမ်သည်လုပ်ခါဆောက်ရမ်းလျက်ထိုင်ရသည့်ခရီးသည်မှာကိုယ်ခန္ဓာအဆစ်တွေပြုတ်ထွက်သွားပြီဟုထင်ရမတတ်နာကျင်စေသည်သမီးနှင့်သားသည်ရန်ကုန်မှာဇိမ်ခံကားဖြင့်ညှိညောစွာချောမွေ့စွာခရီးသွားသူများဖြစ်သောကြောင့်ဤတန်ကိုင်းလမ်းသည်သမီးတို့အတွက်ကြောက်စရာကောင်းနေမှာသေချာသည်လမ်းအပေါ်တက်နိုင်သမျှမညိုညင်စေလိုဒါထက်သက်သာသည့်ယာဉ်တစ်ခုခုစီစဉ်မပေးနိုင်ကောင်းလားဟုကျွန်တော်အပေါ်စိတ်မခုစေလိုဒါကြောင့်လဲသမီးတို့အထိုင်ရသက်သာအောင်မွေးရာထူထူကိုနှစ်ခေါက်ခေါက်၍ခင်းပေးထားရခြင်းဖြစ်ပါသည်ဒါတောင်မှမြင်းလဲတစ်ချက်ဆောက်လိုက်တိုင်းသမီး၏အာမီရိတ်တံအမျိုးမျိုးကိုကျွန်တော်ကြားရသည်
ရှေ့မှာကျွန်တော်နှင့်အတူထိုင်လျက်လိုက်ပါလာသောသားကတော့မြင်းလဲဆောက်သည့်တံကိုဂရုထားမိဟန်မရာမှန်ထောင်အပေါ်ကဇက်တင်ကြေးပိုက်တန်းကိုလက်ဖြင့်တင်းတင်းဆုပ်ကိုင်လျက်အားရပါးရပျော်ရွှင်ရီမောလျက်ရှိသည်ဟာမြင်းကဂျိုက်ထဲတက်တဲ့ဆွဲမချစမ်းပါနဲ့ဟာကျွန်တော်ကမြင်းကိုမက်မဲသည့်အခါသားကကျွန်တော်မျက်နှာကိုပြုံးလျက်ကြည့်နေပြီးမှမြင်းကိုစကားပြောသည်ဆွဲချလိုက်ဒါမှမမတယောက်ကုသိုလ်ရမယ်ဖျားတွေရောတရားတွေရောဆုံးလို့မဟုတ်ရင် तू ကဖျားကိုတိတ်တိရတာမဟုတ်ဘူးတာဤနုနယ်ဖြူစင်သောပါးကလေးမှာကျွန်တော်ပါးပြင်နှင့်ထိကပ်လူမတက်ဖြစ်သွား၏တားထမ်းမှတင်းပြန့်သောကိုနန့်ကလေးမှာဟိုရုံးကရနံ့လေးလိုပင်ချစ်စပွဲရှိသည်ဤလူငယ်ကလေးဤပါးပြင်ကိုမိန်းကလေးဘယ်နှယောက်နမ်းပြီးနေပြီလဲကျွန်တော်မသိနိုင်ကုန်းဆောင်ရောက်ဖို့ဘလောက်လိုသေးလဲဟင်ဖေဟူသောအညွှန်းစကလုံးထည့်ပြောဖို့ရှက်တက်ဖြစ်ဟန်တူသောသမီးကချိုမြစွာမိလာ၏လိုတော့ပါဦးသမီးရဲ့အခုပဲခရီးတဝက်ကျိုးတော်မှာအားလုံးပိုင်း3မိုင်လောက်ဝေးတယ်လေအခု1မိုင်ကျော်ခရီးပေါက်ခဲ့ပြီလမ်းပြီးဝဲရတွင်ထနောင်းပင်များစီတန်းလျက်ရှိသည်ထနောင်းပင်တွေ၏အလွန်မှာတော့မဲ့ဝင်းလျက်ရှိသည့်စပနံများဖြင့်လှပသောလယ်ကွက်များညွတ်ကျနေသည့်စပနံများသည်လေဖြင့်ခက်ငိုက်ရိမ့်လွှဲနေကြသည်ဖေကျွန်တော်ဒီမှာမြင်းစီးလို့ရမှာပေါ့နော်ကျွန်တော်မြင်းစီးချင်တယ်ကောင်းမိုင်ကားတွေထဲကလူလေကျွန်တော်အတန်ထွက်ကရီမောမိ၏စီးချင်စီးရမှာပေါ့ဒါပေမဲ့လူတွေဝိုင်းရင်တားမရှက်ရဘူးနော်ဘာဖြစ်လို့ရေကြမှာလဲဒီမှာဘသူမှဒုံးမြင့်မစီးကြလို့ပေါ့ကွာဒီမှာနွားเจ้าရင်နွားเจ้าသားတွေမြင့်မစီးကြဘူးခြေလျင်မဲ့လျှောက်တာပဲမြင်းစားကြက်မှာမြင်းလန်ရင်မြင်းเจ้าရင်လဲဇက်ကျိုးကနေဆွဲပြီးလမ်းလျှောက်ကြောင်းတာပဲကွာတခါတလေမှမြင်းကိုအလွတ်စီးတဲ့လူတွေတွေ့ရတတ်တာအမအလွတ်စီးတော့ကုံနီးအောင်မပါပဲစီးကျင်စီးတာတားကကျွန်တော်ကိုခက်ဆဆကြည့်သည်ဖေကတော့မြင်းစီးတက်မှာပေါ့နော်ကျွန်တော်ကိုမြင်းစီးတင်ပေးသူမှာမအိမ်ဆိုးမိဖြစ်သည်မြင်းကခါချပစ်လိုက်သဖြင့်မြေကြီးပေါ်ကိုကိုးရုပ်ကာယာကျသွားသည့်အခါမကသဘောကျစွာမျက်နှာမော့လန့်ရီမောခဲ့လေသည်ဒါပေမဲ့မိမေလောက်တော့မြင်းကိုမကျွမ်းပါဘူးထိုခဏ၌ကျွန်တော်သည်တားမေကိုအနားမှာရှိစေခြင်းစိတ်ပြင်းပြစွာဖြင့်တခဏတိတ်ဆိတ်ငြိမ်သက်သွားမိသည်ဖေဟိုရှိရမြင်းလဲကိုကြော်ရအောင်ကျိုးလိုက်စမ်းပါဖေရကျွန်တော်ပြုံးလျက်ခေါင်းရမ်းခါလိုက်သည်ဖြစ်ဘူးသားဒီမြင်းကိုမပိုင်ဘူးဒီမြင်းကစိတ်လဲကောက်တတ်တယ်နော်နောက်ပြီးဒီမြင်းလဲမဆွဲတာတော်တော်ကြာပြီးတူတာပဲတားတို့ဖွားကမြင်းလဲကိုအိမ်သုံးဖို့ပဲတိမ့်ထားတာလဲဆွဲတာမဟုတ်ဘူးသူဟိုနားဒီနားသွားเสียရှင်ဘေးအိမ်ကစရင်ငါးကိုဖြစ်အနီးနားကမြင်းလဲသမားတယောက်ကိုပဲဖြစ်မောင်းခိုင်းတာဒီမြင်းကဖြစ်ဘာမှမေရအလုံးမလုံးရတာကြာပေါ့ဟင်ဖေကမောင်းပေးမှာပေါ့တားသည်ကျွန်တော်အကြောင်းကိုဘလောက်သိထားနိုင်မလဲကျွန်တော်အကြောင်းလုံးဝသိထားခဲ့ပုံမရပါကျွန်တော်မိအိမ်မှာမနေသည်ကိုတားသိထားနေဖို့ကောင်းသည်ဤတိုင်းဆိုရင်တားသည်ကျွန်တော်အကြောင်းစိတ်ဝင်တစားမှမေးဘူးရဲ့လားသို့မဟုတ်တားဤဦးလေးကကျွန်တော်အကြောင်းကို
အတက်နိုင်ဆုံးဖျောက်ဖျက်ထားခဲ့လို့လားကိုကဖေဖေကဖွားဖွားစီမှာမနေဘူးလေသားဖေဖေကအေယာဝင်းမြစ်ထဲကမော်တော်တစ်စင်းမှာပဲနေတာမြစ်ကိုအထအောက်စုံစမ်းသွားနေတာသားဤတအံ့တအောငိုင်းတွေသည့်အကြည့်ကိုကျွန်တော်ရင်မဆိုင်နိုင်စွာမျက်နှာလွှဲလိုက်မိ၏သားတစ်ခုခုမေးလိုက်ဖို့ကောင်းသည်ဖေဖေဘာလို့မော်တော်ပေါ်မှာနေတာလဲဆိုသည့်မေးခွန်းမျိုးသို့မဟုတ်ဖေဖေဘာလို့ဖွားဖွားစီမှာမနေတာလဲဆိုသည့်မေးခွန်းမျိုးဖေဖေမှာညီကိုမောင်နှမတွေမရှိဘူးလားဆိုသောမေးခွန်းမျိုးရုပ်စအစုံဖေဖေနောက်မိမနဲ့နေတာလားဟုသည့်မေးခွန်းကိုပင်ဖြစ်စေတားမေးစေခြင်းလားသည်ကျွန်တော်တားကိုဖြေခြင်းလားသည့်အဖြေတွေများလွန်းလို့ပါသို့တော့တားသည်မေးခွန်းတစ်ခုကိုမျှမမေးခဲ့ပေသူကောက်ချက်တစ်ခုကိုသာတိုးတိတ်စွာဖွင့်ဟပြောခဲ့၏ဒါကြောင့်ဒယ်ဒီကပြောတာဖြစ်မှာနော်ဖေဖေဟာလောကမှာဘသူကိုမှမချစ်ခဲ့ဘူးတဲ့